ဘာသာရေးသွေးဆွမှုနဲ့သွေးဆွခဲ့သောတန်ရှင်းရမည်17ရာစုမှာဆယ်ဂျူတက်အင်ပါယာဟာအရှေ့အလယ်ပိုင်းမှာအင်အားကြီးထွားလာပြီးတော့ခရစ်ယာန်တို့ရဲ့ဘိုင်ဇန်တိုင်းအင်ပါယာကိုချိန်ချောက်လာပါတယ်ဘိုင်ဇန်တိုင်းဧကရေအလက်စီယက်ကသူ့ရဲ့ရန်သူအောင်ဖြစ်တဲ့ယောမပိုရဟန်မင်းကြီးစီမှာစစ်ကူတောင်းခံရကနေခရုစိတ်စစ်ပွဲရဲ့ဇလံစတင်ခဲ့ပါတယ်1095ခုနှစ်မှာပိုရဟန်မင်းကြီးဥပန်ကပြင်သစ်နိုင်ငံကလယ်မောက်မြို့မှာတမိုင်းဝင်မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်သူကတန်ရှင်းရမြေဂျေရုဆလင်ကိုမွတ်စလင်တွေလက်ထက်ကနေပြန်လည်ကယ်တင်ကြဖို့နဲ့ဒီစစ်ပွဲမှာပါဝင်သူတွေရဲ့အပြစ်အလုံးကိုခွင့်လွှတ်ပေးမယ်လို့ကြေညာခဲ့ပါတယ်ပိုရဟန်မင်းကြီးရဲ့မိန့်ခွန်းအပြီးမှာလူလူကြီးက Gas Bowl လို့တညီတညွတ်ထက်ကြွေးကြော်ခဲ့ကြပါတယ်သူရဲကောင်းအကာအကွယ်အင်ကြီးတွေပေါ်မှာလက်ဝါးကတိုင်အမတ်သားကိုစတင်တက်ဆင်ခဲ့ကြရာကနေခရုစိတ်ဆိုတဲ့စကားလုံးပေါ်ပေါက်လာပါတယ်စစ်တပ်ကြီးမချီတက်ခင်မှာပဲပီတာလို့ခေါ်တဲ့ဘုံတော်ကြီးတစ်ပါးနောက်ကိုလိုက်ပြီးတော့လက်သမားတွေစင်းရဲသားတွေနဲ့မျိုးသမီးတွေပါဝင်တဲ့အင်အားတောင်းချီတဲ့ပြည်သူတပ်ကြီးဟာအရှိအလဲပိုင်းစီကိုအလင်းစလိုချီတက်ခဲ့ကြပါတယ်စစ်ပညာမတတ်တဲ့ဒီတပ်ကြီးကအန်တိုလီယာယနေ့ခေတ်တူရကီအရောက်မှာတော့ဆယ်ဂျူတပ်တွေရဲ့ခြေမုံချင်းကိုခံလိုက်ရပါတယ်1096ခုနှစ်မှာတော့ဥရောပရဲ့ဝိုင်းရင်မင်းကြီးမင်းသားတွေဖြစ်တဲ့ဂေါ်ဖရီဘိုဟီမွန်နဲ့ရေမွန်တို့ဦးဆောင်တဲ့စနစ်ကျတဲ့သူရဲကောင်းစစ်တပ်ကြီးတွေဟာလမ်းကြောင်းတီးတီးကနေဘိုင်ဇန်တိုင်းမြို့တော်ကွန်စတင်တီနိုဘယ်စီကိုချီတက်လာခဲ့ကြပါတယ်ခရုစိတ်စစ်တပ်ကြီးကဘိုင်ဇန်တိုင်းနယ်စပ်ကိုဖျက်ကျော်ပြီးတော့ဆယ်ဂျူတို့ရဲ့မြို့တော်နီကီအာကို1098ခုနှစ်မှာဝန်းရံတိုက်ခိုက်ခဲ့ပါတယ်မြို့ပြိုလဲကနီးမှာဘိုင်ဇန်တိုင်းဧကရေကခရုစိတ်တွေကိုမသိစေဘဲနဲ့မြို့ခံတွေနဲ့တရုတ်ဝက်စစ်ပြေငင်းပြီးတော့မြို့ကိုသိမ်းပိုက်လိုက်တာကြောင့်ခရုစိတ်တွေနဲ့ဘိုင်ဇန်တိုင်းတွေကြားမှာတန်တရားတွေစတင်ဝင်လာပါတော့တယ်ချီတက်လန်းမှာလည်းခရုစိတ်ဝါရင်မြင်းစည်းသူရဲကောင်းတွေနဲ့တူရကီတို့ရဲ့အလွန်နှင်းမြန်တဲ့မြင်းစည်းလေးသမားတပ်တွေထိတ်တိုက်တွေ့ခဲ့ကြပါတယ်အကြက်ရိုက်နေတဲ့ခရုစိတ်တွေကိုနောက်ထပ်စစ်ကူတပ်တွေကအချိန်မီလာရောက်ကယ်တင်နိုင်ခဲ့လို့ခရုစိတ်တို့အနိုင်ရပြီးတော့အရှေ့ဘက်ကိုဆက်လက်ချီတက်ခွင့်ရခဲ့ပါတယ်ဂျေရုဆလင်ရဲ့တောချက်ဖြစ်တဲ့အန်နီအုပ်မျိုးကြီးကိုခရုစိတ်တွေကရှစ်လနီပါပိတ်ဆို့ထားခဲ့ရပါတယ်မျိုးထဲမှာနေမကဘဲနဲ့မျိုးပြင်ကခရုစိတ်စစ်တပ်ထဲမှာပါအစာရည်သာပြက်လက်မှုယောဂဘေးတွေကြောင့်လူပေါင်းများစွာတည်ဆုံခဲ့ရပြီးတော့စစ်ပွဲကအလွန်ကြမ်းကြုတ်လာပါတယ်1098ခုနှစ်မှာအန်နီအုပ်မျိုးတွင်ကတစ္ဆာပေါတအုပ်ရဲ့အကူအညီနဲ့ခရုစိတ်တွေမျိုးထဲကိုဝင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲမွတ်စလင်စစ်ကူတပ်ကြီးရောက်လာပြီးတော့ခရုစိတ်တွေကိုမျိုးထဲမှာပြန်လဲပိတ်ဆို့လိုက်ပါတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကိုထိုးခဲ့တဲ့တန်ရှင်းသောလမ်းစုပ်ကိုမျိုးထဲမှာရှာဖွေတွေ့ရှိခဲ့တဲ့ဆိုတဲ့ယုံကြည်ချက်ကြောင့်ခရုစိတ်တွေစိတ်ဓာတ်တက်ကြွလာပြီးတော့မွတ်စလင်တပ်တွေကိုအံ့ဖွယ်တိုက်ထုတ်နိုင်ခဲ့ပါတယ်ခရုစိတ်တွေအောင်မြင်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ထိုခေတ်ကမွတ်စလင်ခေါင်းဆောင်တွေဟာဘဂဒက်ကိုင်ရိုနဲ့ဒမတ်စကတ်မြို့တွေမှာအချင်းချင်းအာဏာလုပ်ပြီးတော့စိတ်ဝမ်းကွဲနေကြလို့ဖြစ်ပါတယ်ခရုစိတ်တွေကိုပူးပေါင်းတွန်းလှန်မဲ့အစားတဦးချင်းစီရင်ဆိုင်ခဲ့ကြပါတယ်၃နှစ်ကြာခက်ခဲကြမ်းတမ်းတဲ့ခီးစဉ်ပြီးမှာမူလအင်အားရဲ့သုံးပုံတစ်ပုံခန့်သာကျန်တော့တဲ့ခရုစိတ်စစ်တပ်ကြီးဟာ1099ခုနှစ်ဇွန်လမှာသူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့တန်ရှင်းရမြို့တော်ဂျေရုဆလင်မြို့ရိုးကိုရောက်လာပါတော့တယ်1099ခုနှစ်ဇူလိုင်လ15ရက်နေ့မှာခရုစိတ်တွေဟာတစ်သားမျော်စင်ကြီးတွေကိုတုံးပြီးတော့ဂျေရုဆလင်မြို့ရိုးကိုဖျက်ကျော်နိုင်ခဲ့ပါတယ်မြို့ထဲကိုရောက်တဲ့အခါခရုစိတ်တွေကမြို့ကန်မွတ်စလင်တွေနဲ့ဂျူးဘာသာဝင်ထောင်ပေါင်းများစွာကိုကြားမမရွေးရဲရဲဆက်ဆက်အစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ကြပါတယ်။တမိုင်းမှတ်တမ်းတွေအရမြို့တွင်လမ်းမတွေပေါ်မှာသွေးတွေခြေစစ်မြောက်အောင်စီးဆင်းခဲ့တယ်လို့ဆိုပါတယ်။ဂျေရုဆလင်ကိုသိမ်းပိုက်ပြီးတဲ့နောက်ဥရောပသားတွေဟာအရှေ့အလယ်ပိုင်းမှာဂျေရုဆလင်ဘုရင်နိုင်ငံတော်ပါဝင်ခရုစိတ်နယ်မြေ၄ခုကိုတည်ထောင်ခဲ့ကြပါတယ်။ဂေါ်ဖရီဟာတန်ရှင်းသောဂူဗိမ္မာန်၏ကာဝယ်ဆောင်ရှောက်သူဖြစ်အုပ်ချုပ်ခဲ့ပါတယ်။ပထမခရုစိတ်စစ်ပွဲအောင်မြင်မှုကဥရောပခရီးယန်လောကကိုစီလုံးသွားစေခဲ့ပေမဲ့အရှေ့လယ်ပိုင်းမှာတော့ရာစုနှစ်နဲ့ချီပြီးတော့မပြောင်းနိုင်တဲ့ဘာသာရေးနဲ့လူမျိုးရေးအမုန်းတရားအမာရွတ်တွေကိုခြံထားခဲ့ပါတယ်။ဒါဟာနောက်ထပ်ဖြစ်လာမဲ့ခရုစိတ်စစ်ပွဲများစွာအတွက်ရန်ခင်ပေးလိုက်တာပါ။ခရုစိတ်တွေကဂျေရုဆလင်ကိုရခဲ့ပေမဲ့မွတ်စလင်တွေဘက်ကလည်းနောက်ပိုင်းမှာဆာလာဒင်လိုခေါင်းဆောင်ကြီးတွေပေါ်လာပြီးတော့ပြန်လည်သိမ်းပိုက်ဖို့ပြင်ဆင်ကြပါတော့တယ်။လူချင်းမင်းတို့ကရောဘာသာရေးအမိတက်ထားတဲ့ဒီသမိုင်းဝင်စစ်ပွဲကြီးပေါ်ဘယ်လိုမြင်ကြပါလဲ။ကိုယ့်ရဲ့မြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကိုSubscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့